ဆရာတော်ဗျာတပည့်တော်အားယူသေးစွာမေခွန်းလျှောက်ထားခွင့်ပြုပါဗျာကိုရင်ချင်းချင်းဘယ်သူကိုရှ िख ိုးရပါမလဲဗျာမိတ်ကြားပေးတော်မူပါဗျာဦးဇင်းတို့ရဲ့သာသနာတော်ကြီးသူကိုအယူတည်ပေးရနော်အဲ့ဒီကြီးသူဆိုတဲ့နေရာမှာလည်းပဲပရိယတိပညာအားဖြင့်ကြီးသူတွေရှိတယ်သီလအစရှိတဲ့ဂုဏ်အားဖြင့်ကြီးသူတွေရှိတယ်ဦးဇင်းတို့မင်းမျိုးတို့ပုံနာမျိုးတို့စတဲ့အမျိုးဆက်အားဖြင့်ကြီးသူတွေရှိတယ်အသက်အရွယ်အားဖြင့်ကြီးသူဆိုပြီးဦးဇင်းတို့၄မျိုးရှိပါတော့ဒီလိုဆိုတော့ဦးဇင်းတို့ဘယ်လိုကြီးသူကိုအယူတည်ပေးရမလဲဆိုရင်အသက်အရွယ်အားဖြင့်ကြီးသူနဲ့သီလစတဲ့ဂုဏ်အားဖြင့်ကြီးသူတွေကိုဦးဇင်းတို့အယူတည်ပေးရနော်အသက်အရွယ်အားဖြင့်ကြီးသူနဲ့သီလစတဲ့ဂုဏ်အားဖြင့်ကြီးသူတို့မှာတော့အဘယ်သူကိုပို့ပြီးတော့ဦးဇင်းတို့အယူတည်ပေးရမလဲဆိုရင်တော့သီလစတဲ့ဂုဏ်အားဖြင့်ကြီးသူကိုဦးဇင်းတို့အယူတည်ပေးရမယ်အရေးကြီးဆုံးကတော့သီလသမာဓိပညာဂုဏ်အားကြီးကျယ်ဆုံးပဲဘာဂုဏ်ကြီးကျယ်ဆုံးလဲသီလသမာဓိပညာဂုဏ်ပါဗျအဲ့ဒီဂုဏ်အကြီးဆုံးပဲဒါကြောင့်ကိုရင်နှစ်ပါးမှာအတူတူကိုရင်ဝတ်ခဲ့မယ်ဆိုရင်ပေါ့အသက်ရဲ့ကြီးသူကိုငယ်တဲ့သူကအယုံတည်ပေးရပါတူတူဝတ်တာကိုတူတူဝတ်တော့သီလဂုဏ်ကတူနေတယ်လေတူတဲ့အတွက်အသက်ကြီးတဲ့သူဘာလုပ်လိုက်ရလဲအယုံတည်ပေးလိုက်ရတယ်ကြီးတဲ့သူကြီးတဲ့သူအသက်ရဲ့ကြီးသူကနောက်မှဝတ်ရင်တော့အရေးကိုရင်ဝတ်တဲ့အသက်ငယ်တဲ့သူကိုအယုံတည်ပေးရတယ်ကြီးတဲ့သူကဘာဖြစ်လို့လဲအရင်ဝတ်တဲ့ကိုရင်ကသီလဂုဏ်ပိုကြီးလို့နားလည်လားနားလည်ပါဗျဘာလို့လဲဆိုရင်အသက်ငယ်သူကသီလဂုဏ်အားဖြင့်ကြီးနေတယ်လေဒါကြောင့်ဦးဇင်းတို့သာသနာတော်မှာယဟန်ဖြစ်ဖြစ်ကိုရင်ပဲဖြစ်ဖြစ်အသက်ကြီးတာငယ်တာကိုမကြည့်ဘူးသီလဂုဏ်အားဖြင့်ကြီးတဲ့ပုဂ္ဂိုလ်ပေါ့နော်သီလဂုဏ်အားဖြင့်ကြီးတဲ့နော်ရှစ်ခုတော်ရှင်ရဲဝတ်တဲ့သူတွေနော်ဦးဇင်းတို့ဘာလို့ရမလဲအယူတည်ပေးရနောက်မှဝတ်တဲ့သူကအယူတည်ပေးရယဟန်ဖြစ်ဖြစ်ကိုရင်ဝတ်ဖို့ပါနော်အရင်ဝတ်တဲ့သူကိုအယူတည်ပေးရတယ်အဲ့ဒါလေးပါဒါပေမဲ့ဦးဇင်းတို့ယဟန်ကတော့အဆင်ပြေတယ်ယဟန်ပါရာဇိကမကြမချင်းအားလုံးကယဟန်ပဲဖြစ်တဲ့အတွက်ယဟန်တွေကြတော့ကိုယ့်ထက်ဝါကြီးတဲ့လူတွေအယူတည်ပေးတာအဆင်ပြေတယ်ကိုရင်တွေကတော့အဲ့လိုမဟုတ်တော့ဘူးဘယ်လိုဖြစ်လာလဲဆိုတော့လိန်10ပါးရှိတဲ့ဓမ္မကြီးကတော့လိန်10ပါးမှာဦးဇင်းတို့ဘုဒ္ဓဝါဒဆိုတာပါတယ်ပါဏာတိပါဒလည်းပါတယ်ဘုဒ္ဓဝါဒလည်းဒီနှစ်ခုကပြတ်လွယ်ကိုရင်တွေပါကိုရင်တွေကသူတို့တန်ငယ်ချင်းချင်းကိုရင်လေးတွေဆိုရင်ဘုဒ္ဓစကားတွေအပြောင်ပြတ်ပြောတတ်တယ်အဲ့ဒါဆိုတော့လိန်ညာရောက်ရင်ဒါကိုရင်မဟုတ်တော့ကိုလုံးလိန်ကြကိုရင်မဟုတ်တော့ဘူးဘုသူတော်ဖြစ်သွားတော့လေကိုရင်မဟုတ်တော့သီလအဲ့ဒီဟာပဲကိုရင်လေးလိန်အဲ့ဒါကြောင့်ကိုလိန်ကြတော့ကျန်တဲ့ဒီပါဏာတိပါဒဆိုလည်းဒီတိုင်းပဲသူတို့တွေရှင်တွေကြိုက်တာတွေတပူးတွေဟာလားစာတိတွေပေါ့နော်ပယောစိတ်တွေဒါလေးတွေသူတို့ကစေတနာလေးနဲ့သူတို့တတ်မိသွားမယ်ဆိုရင်ဒါလည်းကိုရင်မဟုတ်တော့ဒါကိုရင်မဟုတ်တော့ဒါလိန်ကြသွားပြီအဲ့လိုဆိုရင်ကိုရင်ဘွားသီလမမြဲဘူးတကမှဒီမှတ်ထားတကကြီးတို့မှတ်ထားကိုရင်ဘွားသီလမမြဲဘူးဒါကြောင့်ကိုရင်ဒီဘဏ္ဍဝါလဲဆိုရင်ဗဇက်ကပြောတော့ဝါဝါတကယ်မရဘူးကိုရင်တွေပြောမှဆိုရင်တော့ဝါကျိုးတာများတယ်ကိုရင်တွေကဝါကျိုးတာများတယ်လိန်ကြသွားရင်ပြီးမှဘာဝါကျိုးတာများဝါလဲကျိုးတယ်ဝါလဲကျိုးတာများကိုရင်တွေဘယ်ကြောင့်မလို့ဒီတိုင်းကိုရင်တွေကတော်တော်ကြီးသတိထားတဲ့အမတ်တန်ဝီပြီးဖို့သီလကိုအတ္တများချစ်တဲ့တရားတရားသိကောင်းတဲ့ကိုရင်တချို့တလေတော့ဘူးဆန်းဆန်းရှိတယ်ဦးဇင်းတို့နေခဲ့တဲ့ဝီပြီးကြောင်းပေါင်းများပါအမတ်တန်ရှားတဲ့ကိုရင်တွေကသီလကိုဘယ်လိုပြောရမလဲလိန်မကြတဲ့ကိုတော်တော်ရှားနော်တော်တော်ကြီးကိုဒါတတိနဲ့ထိန်းရတယ်ပေါ့နော်ရှိတော့ရှိနဲတော့နော်အများအပြည့်လိန်ကြတဲ့ကိုရင်တွေများဒါကြောင့်ဦးဇင်းတို့ဒီကိုရင်လောကမှာကြတော့ဒီဝါနဲ့မကြည့်တော့ဘူးတော့အသက်ကြီးတဲ့ကိုရင်ကိုယူတည်ပေးတယ်နားလည်လားအဲ့ဒါပြောတာနားလည်ပါဗျအဲ့လိုပဲမှတ်လိုက်ဦးစင်းတွေကြတော့ဝါကြီးတဲ့ပုံကိုယ်တွေကိုအယူတည်ပေးတယ်ကိုရင်တွေကြတော့အသက်ကြီးတဲ့ပုံကိုယ်ကိုပုံပြီးအယူတည်ပေးတယ်လို့မှတ်ရမယ်နော်တင်ပါဗျအဲ့ဆိုကိုရင်လိန်ကြလို့ရှိရင်ဘယ်လိုပြန်လုပ်ရမလဲဗျပြန်ကြည့်လာပြန်ဦးစင်းတို့မှာဒီလိုတွေလိန်ကြရင်ဦးစင်းတို့ဒီလက်လျှောက်ရတယ်ဒီပြီးတော့လိန်ပြီးသွားတဲ့တရားဆိုသူတို့လက်လျှောက်ရင်အဲ့ဒါဦးစင်းတို့ကပရဏတ်ကိုပြန်ပေးရတယ်အစအဆုံးပေါ့ကိုရင်ပြန်ဝတ်ပေးရတယ်သင်္ကန်းကတော့ချစ်စရာမရှိတော့ဘူးဆရာပေးတဲ့သင်္ကန်းပဲဆိုတော့အဲ့ဒါကြောင့်ဦးဇင်းတို့ကြတော့တရဏဂုံသီလပြန်ပေးလိုက်ရပေါ့ပေးပြီးတော့ဥပ္ပဇ္ဇေတွေပြန်ယူရတယ်ပေါ့နော်ပြီးလို့ရှိရင်သူတို့ဥပ္ပဇ္ဇေကျင့်ဝတ်တွေပြန်ရှောက်ရတော့ဝတ်ကျင့်ဝတ်တွေတောင်းပန်တာတွေလုပ်ရတယ်ပြီးသူတို့တရားထိုင်ခိုင်းရတယ်ပေါ့ပြန်ပေးရတယ်ပေါ့နော်ဒါပါပဲကိုရင်ဖြစ်သွားတယ်နော်
ပြန်ပါဗျာ အဲ့ဒါကြောင့် အဲ့ဆိုခဏခဏနေကြရတော့ခဏခဏပြန်လုပ်နေရမှာလားဗျာ အဲ့လိုမျိုးလုပ်တဲ့ကိုရင်ကြရင်ကျောင်းကနေမောင်းထုတ်လိုက်ရတယ်နော်မလုပ်ရဘူးတေးချဆုံးမရတယ် ပြန်ပါဗျာ အဲ့ဒီလုံကျူးတာမျိုးမရဘူးဒါမတော်တဆဖြစ်တာမျိုးဒါဖြစ်တတ်လို့ခွင့်လွှတ်ရတယ်ဒါဆုံးမရခဏခဏလိန်ကြနေတယ်ဆိုစာပေရလည်းပြောတယ်နော်ဒါမျိုးကဒုက္ခသဆန်သွားပြီတိကကိုတကယ်ကိုမချစ်တဲ့ကိုရင်ကြီးဖြစ်တယ်သာသနာ့ဘယ်တော့မှသုံးစားလို့ရမယ့်ပုဂ္ဂိုလ်မဟုတ်ဘူးဒီလောက်ကိုမချစ်တဲ့ပုဂ္ဂိုလ်ကြီးဘယ်တော့မှသာသနာ့ဘက်သုံးစားလို့ရမယ့်ပုဂ္ဂိုလ်မဟုတ်ဘူးလေဒါကြောင့်မို့သူတို့ကိုအတတ်နိုင်ဆုံးရှင်းပြတယ်ခွင့်လွှတ်တဲ့အချိန်ကြီးများလာပြီဆိုရင်မဟုတ်တော့ဘူးဒီပုဂ္ဂိုလ်ဒါကြောင့်ကျောင်းတိုင်းမှာထားလို့လည်းမထူးတော့ပါဘူးကိုရင်ဘွားနဲ့နေလို့လည်းမသိတော့တော့ပါဘူးဒါတွေကလူထွက်ပြီးတော့အမေကိုလုံးကျွေးတာကုသိုလ်ကိုရတယ်အဲ့လိုမျိုးစားအကျင့်ပြတ်တဲ့ပုဂ္ဂိုလ်နော်ဒါလုံကျူးလွန်သွားပြီနော်အဲ့ဒါမျိုးရှိတယ် ပြန်ပါဗျာ